တခါတော့ကမင်းလားဆိုတဲ့ရန်ကလေးတွေကရွာသူရွာသားတွေဟာတအုံးနဲ့တအုံးအရန်ကိုချစ်ခင်ကြပြီးတော့မိသားစုသွေးသားရင်းချတဲ့ဖွဲကိုညီရိုင်းပင်းနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဖြစ်ဆိုခြင်းတော့သူတို့ရွာငယ်လေးဟာတစိနေဆက်မှုကိုလာပေါင်းများစွာကြားတဲ့အထိခံစားနေခဲ့ရပါတယ်။ပထမတော့တစီဟာအိမ်ဝေးတရိတ်ဆန်ကြက်တို့ဘဲတို့သာစားတောက်ပေမဲ့နောက်ပိုင်းအရန်ကိုအတင့်ရဲလာခဲ့ပြီးလူတွေကိုပါပူကတ်နှိပ်စက်ကဝိညာဉ်မှာစားသုံးနေအထိဖြစ်လာခဲ့ပါတယ်။ဒီနေ့သူတို့ရွာကိုမင်းမောဆိုတဲ့ရွာသားတအုပ်ရောက်လာခဲ့ပါတယ်။သူကအရင်ကဒီရွာသားဖြစ်ပြီးတော့အတော်ကြာပျောက်သွားကယခုပြန်ရောက်လာတော့တစီတရေတွေကိုနှိမ်နေတဲ့နေရာမှာအရန်ကိုတော်တဲ့အထက်လန်းဆရာတယောက်ဖြစ်နေခဲ့ပါပြီ။ဒီတော့ဒီရွာကိုမကောင်းတဲ့တရေတစေတွေချင်းချောက်လာတဲ့အခါမှာမင်းမွေရဲ့နာမည်ဟာဒီရွာအတွက်နောက်ဆုံးအားကိုးရာခံတက်ကြီးလို့ဖြစ်လာခဲ့ပါတော့တယ်။သူရဲ့အစီရင်စွမ်းကလည်းမကောင်းဆိုးဝါးနဲ့တစေတွေကိုလွယ်လွယ်ကူကူမောင်းထုတ်နိုင်လောက်အောင်ထီကိုအရွယ်နဲ့မလိုက်လွန်အောင်အစွမ်းထပ်လာပါတယ်။ပြီးတော့သူဟာလည်းအဲ့ဒီသူ့ရဲ့အစွမ်းအားတွေကိုကိုကျိုးအတွက်အမျက်မထုတ်ဘဲနဲ့သူရွာသားညီကိုမောင်နှမတွေနဲ့9ရက်သားသမီးတိုင်းကိုကဲတင်မှုအသက်တာအမြဲအသုံးပြုခဲ့ပါတယ်။ဆရာလေးရဲ့ကျမယောက်ျားရဲ့အသက်ကိုကဲတင်ပေးပါအောင်ရှင်။တဆရာကျမယောက်ျားရဲ့အသက်ကိုနှုတ်ယူသွားတော့မှဆရာရဲ့ဒေါ်မြကအာကိုတကြီးဆရာမင်းမော်ကိုတောင်းပန်လိုက်တဲ့အခါဥပယီကိုထဲမှာဝင်နေတဲ့နတ်ဆိုးကဒေါ်သားတကြီးနဲ့မင်းမော်ကိုချိန်ချောက်ဟိန်ဟောက်ပါတော့တယ်။ခွေးလို့ရှိရမလောက်လေးမလောက်စားငါ့ကိုပညာလာစမ်းနေတယ်ပေါ့။ဒီကောင်ပြီးမင်းလဲပဲ။မကြခင်မင်းရဲ့လေပြောငါဘလို့ချိုးမလဲဆိုစောက်ကြည့်လိုက်။ဟာ။ဟဲ့အောင်မင်းအပြောကြီးမနေစမ်းပါနဲ့။ငါစင်အောင်မှာမင်းသာမကြခင်ပြကြဖို့ပြင်တာ။ကိုတိတ်ဆွမ်းနေထင်နေတာလား။တတိရှင်ဒီခန္ဓာကိုယ်ရဲ့ထွက်လာပြီ။ငါနဲ့လာရှင်လေ။မင်းခန္ဓာကိုယ်ငါကိုယ်တိုင်ငရဲမီးနဲ့အခုချင်ရှို့ပြ။ငါရဲ့ခါရအဆောင်ဘလောက်ခံနိုင်လဲစောက်ကြည့်ကြသေးတာပေါ့ကွာ။ဆရာမင်းမော်ကအဲ့လိုပြောပြီးတော့ဂါရာရီကိုအဆက်မပြတ်ရွတ်ဆိုလိုက်တဲ့အခါမှာတော့တရေလေးလုံးဝမခံနိုင်တော့ဘဲနဲ့ဥပအေကိုတွေကနေထွက်သွားတာကြောင့်ဥပအေလေးဒီတော့မှငြိမ်ကျသွားရပါတော့တယ်။ဒီခါမှာဆရာမင်းမော်ကဒေါ်မြကြီးဘက်ကိုလှည့်လိုက်ပြီးတော့သူ့ခင်မမို့ခီးဆိုင်ဖို့မှားလိုက်ပါတယ်။မိုင်းယောက်ျားအာဟာရရှိတာလေးကြွေးပြီးတေချာလေးခီးဆိုင်လိုက်ပါအောင်နော်။တောက်ရမယ့်စီးတွေကျွန်တော်စီစဉ်ပေးခဲ့ပါမယ်။ကျေးဇူးတင်ပါတယ်ဆရာမင်းမော်ရေကျမယောက်ျားကိုကဲတင်ပေးခဲ့လို့ကျမဘယ်လိုကျေးဇူးဆက်ရမလဲတော့မသိတော့ပါဘူး။ရပါတယ်ဗျာမလိုပါဘူး။တွေ့ရတဲ့သားချင်းတွေပဲဗျာ။ကျုပ်ရဲ့အလုပ်က9ရက်သားသမီးကိုကူညီဖို့ပဲဟာ။အခုလိုကူညီခွင့်ရတာကိုပဲဝမ်းသာလှပါတယ်ဗျာ။မင်းမော်ဟာတရားလုံးရဲ့အမျှော်လင့်ချက်နဲ့နောက်ဆုံးအားကိုးရာဖြစ်တဲ့အထက်လန်းဆရာတယောက်ဖြစ်ပါတယ်။ပယောကမကောင်းဆိုးဝါမပြောက်ကင်းနိုင်တော့တဲ့ဖျားနာမှုတွေလိုမျိုးစသဖြင့်လူတွေရဲ့အစင်းရဲဒုက္ခအားလုံးကိုသူ့ရဲ့အစီရင်တွေနဲ့သူ့ရဲ့ကောင်းမွန်တဲ့စိတ်ထားတွေကြောင့်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ရွာသားတွေအတွက်တော့မင်းမောင်ဟာကုသပေးတဲ့ဆရာတယောက်တည်းမကဘဲနဲ့သူတို့ရဲ့အသက်တွေကိုအနံထားတဲ့ကာကွယ်ပေးသူရွာရဲ့အဓိကထောက်တိုင်ကြီးတစ်ပွဲဖြစ်နေပါတော့တယ်။နနက်ခင်းအသက်ဟာမင်းမောင်ကာကွယ်ပေးတဲ့ငိမ့်ချရေးနဲ့အတူရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့ခြေလမ်းတိုင်းမှာလည်းရွာသားတွေရဲ့လေးစားကြည်ညိုမှုတွေပြည့်နှက်နေခဲ့ပါတယ်။ရွာသူရွာသားတွေတိုင်းရဲ့သူ့ကိုကြည့်တဲ့မျက်လုံးတွေတိုင်းဟာလေးစားယုံကြည်မှုတွေပဲဖြစ်ပါတယ်။သူ့ကိုမြင်တိုင်းလေးစားသမှုနဲ့လူရဲ့နှုတ်ဆက်ကြတဲ့အထိပါပဲ။သူလျှောက်လာရင်လမ်းမှာမင်းညကသူကုသပေးလိုက်တဲ့ဒေါ်များတို့မိသားစုလေးနဲ့တက်တိုက်ဆက်ဆိုင်တွေ့တာကြောင့်ဒေါ်များရဲ့မိခင်အဖွားမြင့်ကြီးကဦးစွာနှုတ်ဆက်လိုက်ပါတယ်။ဆရာမင်းမော်မနဲ့စော်ကြီးဘယ်ကိုသွားမလို့လဲရှင့်။အော်အဖွားမြင့်ကြီးပါလား။ဒီလိုပြုတ်ဟိုဘက်ရွာမှာနည်းနည်းဖျားနေတဲ့လူနာတွေရှိရဲဆိုလို့ပင့်ထားလို့စီးသွားပေးမလို့ဗျာ။အဖွားရေအကုန်မင်းမော်ကတမီးတို့ရွာအတွက်အရန်ကိုသဘောကောင်းတဲ့နှစ်သားလေးတစ်ပါးလိုပဲနော်။အဲ့ဒီချိန်မှာကိုပါကြီးကမနေ့ကသူ့အသက်ကိုကဲတင်ပေးခဲ့တဲ့ကျေးဇူးကြောင့်ထပ်ပြီးတော့ကျေးဇူးတင်စကားအမိအယလာပြောပါတော့တယ်။ဘိုးဆရာမင်းမော်မနေ့ညကိစ္စတွေထပ်ပြီးကျေးဇူးတင်ပါတယ်နော်။ဆရာကကျွန်တော်တက်ကိုမကဲတင်ပေးခင်ကျွန်တော်တို့မိသားစုဒုက္ခရောက်မှသိကြတယ်ဗျာ။အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဗျာ။ဒါကကျွန်တော်တောင်းဝင်ပါပဲ။ကျေးဇူးဆိုလဲဝန်တော့ဝင်လို့တစ်ခုလို့စိတ်ထဲမထားနေကြပါနဲ့ဗျာအကူညီလို့ရင်ပြောလို့ရပါတယ်နော်ကျွန်တော်အချိန်မီကူညီပေးပါမယ်လူအများရဲ့လေးစားကြည်ညိုမှုတွေကြားမှာအထင်ကြီးချင်းခံရတဲ့မင်းမော်ဟာငယ်ရတဲ့လူငယ်လေးတယောက်ဖြစ်တာကြောင့်သူ့နှလုံးသားကိုနိုးကြားလှုပ်ရှားလာစေတဲ့မိန်းကလေးတယောက်ရှိနေခဲ့ပါတယ်အဲ့ဒါကတော့တရားလုံးမှာအချောဆုံးအလှဆုံးဖြစ်တဲ့နှင်းနူပဲဖြစ်ပါတယ်နှင်းနုကိုတော့ရွာတွေကကာလာသားတိုင်းလိုလိုသဘောကျနှစ်သက်ကြပေမဲ့ဆရာမင်းမောင်ချစ်မြတ်နိုးတာကိုအားလုံးကလည်းသိတာကြောင့်
နင်တို့အနာကိုသူတို့ရဲ့အသေးစိတ်နဲ့ပဲဘယ်သူမှမကတ်ကြပါဘူးအခုလောလောဆယ်မှာလည်းမင်းမော်ကနင်တို့ကိုချစ်ရေးဆိုထားတာဖြစ်ပြီးတော့နင်တို့ကမင်းမော်ကိုပြန်ချစ်နိုင်မှုစူးစမ်းနေတဲ့အချိန်ပဲဖြစ်ပါတယ်တမနက်မင်းမော်ကနင်တို့အိမ်ကိုဆိုက်ဆိုက်မြမြရောက်လာခဲ့ပါတယ်နင်တို့ကလည်းအိမ်ရှိကွက်ပြတ်မှာထိုင်နေတာကြောင့်မင်းမော်လာတာကိုမြင်ပြီးတော့လှမ်းမေးလိုက်တယ်အကိုမင်းမော်မနဲ့စောစီဘယ်များသွားမလို့လဲဘဲမသွားပါဘူးနှင်းနုရဲ့ကိုနှင်းနုစီကိုပဲတန်းတန်းမတ်လာခဲ့တာဒီမှာလေတောထဲမှာဆင်းမြစ်ရှာရင်အရန်လာတဲ့ပန်းလေးတွေတွေ့လို့နှင်းနုပံမှုတော့ကိုခူးလာခဲ့တာဟုတ်ပါရဲ့ပန်းလေးကအရန်ကိုလှလိုက်တာကျေးဇူးပါနော်ကိုမင်းမော်တကူတကနှင်းနုတက်ရည်ရွယ်ပြီးတော့ခူးလာပြီးတဲ့ဒီပန်းလေးကိုနှင်းနုတမိုးထားပြီးတော့ပန်းမမယ်ညနေဆောင်မှာတော့နှင်းနုတို့တငယ်ချင်း၃ယောက်စကားလက်ဆောင်ကြကရင်မောနေကြပါတယ်ဒီချိန်မှာရွာတွေကအချမ်းအသာဆုံးဖြစ်တဲ့တထေးကြီးရဲ့သားဖြစ်သူထက်တန်ကနှင်းနုတို့စကားဝိုင်းနာကိုတက်တက်မတ်မတ်ရှောက်လာခဲ့ပါတယ်သူ့ကိုလည်းရွာတွေကမင်းကလေးတိုင်းလိုကအုပ်စဘောရုပ်ချောလေးမှုသဘောကျကြပါတယ်ပြီးတော့သူ့ဖေရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့်သူတို့ဘဝနောင်ရည်စိတ်အေးရမယ်လို့လည်းယုံကြည်ကြပါတယ်သူဟာတက်ရှင်းတောက်ပြောင်တဲ့အဝတ်စားတွေကိုဝတ်ဆင်ထားပြီးနှင်းနုတို့တငယ်ချင်းတွေစကားပြောနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့နှင်းနုစီမှာပဲရှိနေခဲ့တာပါနှင်းနုတို့တငယ်ချင်းတွေရေရေမောမောနဲ့စကားပြောနေကြရင်နှင်းနုတငယ်ချင်းနှစ်ယောက်ထဲကတယောက်ကမြင်သွားပြီးတော့တတိပေးလိုက်တယ်ဟေးဟိုမှာလာနေတာပြီးခဲ့တဲ့အပတ်ကမှရွာကိုပြောင်းလာတဲ့တတိဦးရစားရဲ့သားလေးဟဲ့သူငါတို့စီကိုတက်လာနေတာကိုထိုက်တန်တင်းတင်းတို့စီကိုတကူးတကလာခဲ့တာလားဘာကူညီလို့လဲတခုခုလို့ရင်အာမနာပဲတင်းတင်းကိုပြောနော်တင်းတင်းကစကားဖောင်ခင်းနေတာကိုထိုက်တန်ကတစ်ချက်လေးတော့အဖတ်မလုပ်ပဲနှင်းနုစီကိုသာတန်တန်မတ်မတ်ရှောက်သွားပါတော့တယ်ညီမလေးနှင်းနုမင်းကအပလေအတွက်လိုအပ်တဲ့မျိုးစားလေးတွေမျိုးပေါ်တက်ဝဲတော့အရန်လာတဲ့ဒီရွှေစရိုးလေးကိုတွေးလို့တွေ့ချင်းနှင်းနုတို့ကိုချစ်ချင်းသတိရသွားလို့အဲ့ဒါနှင်းနုကြိုက်မယ်ထင်လို့အကိုဝယ်လာခဲ့တာလေအခုလက်ဆောင်လေးကိုလက်ခံပေးပါနော်မဖြစ်ပါဘူးရှင်နှင်းနုကြည့်ရတဲ့လောက်တော့ဒါကအရန်ကိုဈေးကြီးမဲ့ပုံပါပဲနှင်းနုလက်မခံရစေနဲ့နော်ကိုမြန်မာတော့နှင်းနုကဒီထောင်တမိုးကြီးတဲ့ပစ္စည်းတွေနဲ့ထိုက်တန်ပါတယ်နှင်းနုရဲ့ဒါကဈေးကြီးတယ်ဆိုပေမဲ့ကိုရင်ထဲကနှင်းနုပေါ်ထားတဲ့စေတနာနဲ့ရှင်ရင်တော့ဘာမှမပြောပလောက်ပါဘူးပြီးတော့ဒီလက်ဆောင်လေးကလည်းကိုရဲ့ဖြူဖြူစင်စေတနာတန်တန်နဲ့ပါနှင်းနုစီကဘာမျောလင်းချက်မှမရှိပါဘူးကိုစေတနာကိုအတိမတ်ပြုတဲ့အနေနဲ့လက်ခံပေးပါနော်နှင်းနုဒီအဖြစ်အပျက်တွေကိုတစ်ဖက်ကနေမြင်သွားတဲ့သူကတော့အထက်လန်းဆရာလေးမင်းမော်ပဲဖြစ်ပါတယ်တောင်ကြီးတစ်လုံးလို့ခိုင်းမာတယ်လို့သူထင်ထားတဲ့အချက်ဟာစကားတခွန်လက်ဆောင်တစ်ခုကြောင့်နဲ့တုံလို့ခြောက်ချလာခဲ့ပါတယ်နတ်ဆိုးတွေကိုလူခန္ဓာကိုယ်တွေကနေအချိန်မောင်းမရေမတွက်နိုင်အောင်မောင်းထုတ်နိုင်တဲ့အထက်လန်းဆရာဟာသူရဲ့နှလုံးသားကိုစတင်ကိတ်စားတဲ့နှိမ့်ချစိတ်ဆိုတဲ့နတ်ဆိုးကိုဘလို့မောင်းထုတ်ရမှန်းတော့သူမသိတော့ပါဘူးသူချစ်ရတဲ့အမျိုးသမီးတယောက်အတွက်နဲ့သူ့ကိုယ်သူလူကောင်းတယောက်ဆိုတာတော့မိသွားတယ်အဲ့ဒီအမျိုးသမီးကိုသူ့ထက်အများကြီးတာတဲ့ယောက်ျားတယောက်ကလက်ဆောင်ပေးနေတာကိုမြင်လိုက်ရတဲ့အနာကျင်မှုဟာသူ့ရင်ထဲကိုမီးစားနဲ့ထိုးသလိုနာကျင်ခံစားသွားရပါတယ်။ဒါကြောင့်အဲ့ဒီညမှာပဲရွာကိုကာကွယ်ပေးတဲ့အထက်လန်းဆရာတယောက်အချက်အတွက်နဲ့တည်ဆုံသွားခဲ့ပါပြီ။လူနာတွေကိုပြုစုပေးခဲ့တဲ့လက်တွေဟာအခုတော့သူချစ်တဲ့အမျိုးသမီးအနားမှာရှိနေတဲ့ဘလူယောက်ျားကိုမစိုးဖယ်ရှားဖို့ကျင်းစားတိုက်ဖို့ဖြက်စီးပစ်ဖို့အတွက်အယုတ်တယောက်ကိုပုံဖော်ခဲ့တယ်။ချစ်ချင်းမြတ်တာမနာလိုစိတ်နဲ့ငွေမရှိတာကြောင့်တင်ငယ်တဲ့စိတ်တွေဟာပြင်းထန်တဲ့အစိတ်တစ်မျိုးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာသူချီရတဲ့သူ့ရဲ့နှလုံးသားကိုအတင်းကျပ်ထိန်းချုပ်ဖို့အတွက်အမောင်ဘချမ်းကအစီရင်တွေကိုအသုံးပြုပြီးအဆိုးဆုံးအရာတွေကိုစတင်လှုပ်ဆောင်มาတော့တယ်။ဒါပေမဲ့သူပြန်ပေးဆက်ရမယ့်တန်ဖိုးဟာသူ့ရဲ့အသက်ထက်ပိုမိုကြီးမားတယ်ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူး။နောက်3-4ရက်ကြာပြီးတော့တမန်နဲ့မှာတော့တထေးသားထက်တန်ဟာနှင်းနုစီကိုလာကောင်းနှင်းနုကိုချစ်ရေးဆိုပါတော့တယ်နှင်းနုမြင်မှာရုတ်တရက်ကြီးလို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့လေကိုရင်ထဲကခန်းစားချက်တွေကိုကိုဘလို့မှဆက်ပြီးချုပ်တီးမထားနိုင်လို့ပါကိုရွာကိုပြန်ရောက်ပြီးနှင်းနုကိုပထမဆုံးစတွေ့တဲ့နေ့ကလေးကကိုသတိထားမိလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့ကိုနှင်းနုကိုချစ်မိသွားတယ်နှင်းနုရဲ့ဘဝတစ်ခုလုံးစားအတွက်မပူပင်မကြောက်မကြပဲထားခြင်းတယ်ခူးဆိုင်ပေးခြင်းတယ်ကွာပြီးတော့ကိုနှင်းနုကိုစိတ်ကစားပြီးအပျော်ကြံတာမဟုတ်ပါဘူးနှင်းနုသာကိုချစ်ကိုလက်ခံမယ်ဆိုရင်ကိုတခါတည်းအဖေကိုဖွင့်ပြောပြီးနှင်းနုကိုတင်တောင်းတက်နေမိသားဖသားပြီးတောင်းရန်လက်ထက်မှာပါကိုလက်ထဲမှာနှင်းနုဘဝလေးဘယ်ရာအတွက်နဲ့မှမစိုးရင်မကြောက်ကြစေရဘူးလို့ကိုဂတိပေးပါတယ်ကိုချစ်ကိုလက်ခံပေးပါနော်နှင်းနုမျက်နှာမှာစိုးရိမ်မှုတွေလွန်ကဲနေပါတယ်ဘာလို့ဆိုမင်းမော်ကသူ့ချစ်ကိုတောင်းခံထားတာတရွာလုံးနီးပါးသိနေတာကြောင့်အချိန်တန်ရင်
သူ့ကိုမင်းမော်ကပဲပိုင်ဆိုင်ရမယ်လို့အားလုံးကယုံကြည်ထားကြတဲ့အတွက်သူ့ကောင်းထဲမှာအတွေးကျနေပါတော့တယ်။နှင်းတို့မဆုံးဖြတ်တတ်တော့ဘူးအကိုအချိန်တစ်ခုရောက်ရင်နှင်းတို့ကိုပိုင်ဆိုင်သွားမယ့်သူကတီးတန့်ရှိပြီးသားပါ။အဲ့ဒါကိုလည်းကိုနားလဲပါတယ်။ကိုအားလုံးသိတယ်။ဒါပေမဲ့ကိုကတော့နှင်းနူးရဲ့အနာဂတ်ကိုဘသူပျော်ကဘသူဖိအားမပါပဲနှင်းနူးကိုယ်တိုင်ရွေးချယ်စီခြင်းနဲ့နေ့ရက်တိုင်းမှာမပူပင်မကြောက်ကြနဲ့နေနိုင်ပြီးထမင်းတစ်လုံးတွက်နဲ့လေထဲမှာလည်းပင်ပန်းဆင်းရဲအောင်ဒုက္ခခံစရာမလိုတဲ့ဘဝမျိုးပေါ့ကိုနှင်းနူးကိုအဲ့လိုဘဝမှာထားမယ်လိုလီသေးမရှိအောင်ဂရုစိုက်ပေးမယ်လို့ကတိပေးပါတယ်နှင်းနူးရဲ့ပြီးတော့နှင်းနူးသာလက်ခံမယ်ဆိုရင်ဂျန်တဲ့ကိစ္စတွေအားလုံးလည်းကိုရင်ဆိုင်ဖြေရှင်းပေးပါမယ်ဒါကြောင့်နှင်းနူးသာကိုချစ်ကိုလက်ခံမှုတစ်ခါလောက်လေးပဲတတိရှိပေးပါနော်နှင်းနူးထက်တန်ရဲ့စကားလုံးတွေအောက်မှာနှင်းနူးအရာရာတိုင်းအတွက်ယုံကြည်သွားတယ်ဒါကြောင့်ပဲထက်တန်ရဲ့အချစ်ကိုလက်ခံမှုဆုံးဖြတ်လိုက်ပါတော့တယ်အမကိုနှင်းနူးအကိုအချစ်ကိုလက်ခံပါတယ်ဒီယာရီအားလုံးကိုအဆအဆုံးမြင်တွေ့လိုက်ရသူကမင်းမော်နှင်းနူးဖြေလိုက်တဲ့အင်းဆိုတဲ့အဖြေတစ်ခုကသူ့ရင်ဝါကိုငရဲမီးနဲ့ထိုးလိုက်သလိုနာကျင်သွားရတယ်သူ့အနာကလည်းမရှိတော့သလိုနှင်းနူးသူ့ဘဝမှာမရှိရင်သူ့အသက်ရှင်ရခြင်းကလည်းဘာတိတ်ပဲမှမရှိတော့သလိုကိုမျက်နှိုးတက်မှုထားရတဲ့ကိုချစ်သူကိုတခြားတစ်ယောက်ထိနေမှာတခြားတစ်ယောက်ရင်ဝင်မှာပျော်နေမှာကိုမြင်အောင်နေရတာကသူ့အသက်ရှင်နေရခြင်းကတော့မှသူ့အတွက်ငရဲကြနေသလိုပါပဲဒီနေ့တော့အရင်ကရှစ်ပါးတီလာကိုခါဝက်ပစိုးလိုမြဲတဲ့မင်းမော်ကအရက်သေးစားကိုအသေးစိတ်ကင်းမဲ့သည့်အထိတောက်ပြီးတော့သူ့နာကျင်မှုကိုပြေလျှော့ဖို့ကြိုးစားလိုက်တယ်အရက်အချိန်ကြောင့်သူ့ကိုယ်သူတော်မထိန်နိုင်လောက်အောင်ပူဇော်စင်ရှိမှပိုးလိုပက်လက်လဲနေပါတော့တယ်နှင်းနူရဲ့ဘာလို့များကို့ပေါ်ဒီလိုလှုပ်ရရတာလဲကွာဘာလို့များဒီလောက်ရက်ဆက်ရတာလဲကွာကိုမင်းကိုဒီလောက်ဂရုစိုက်တာကိုမင်းကိုဘာမှအထီးခိုက်မခံနိုင်လောက်အောင်ချစ်တာပါကွာဘာလို့များကို့ကိုထားပြီးမနေ့တနေ့မှရောက်လာတဲ့ကောင်ငွေမျက်နှာတစ်ခုတည်းနဲ့ရွေးချယ်လိုက်ရတာလေကိုမင်းကိုစိတ်မချနိုင်ဘူးကိုကလွယ်မင်းကိုဘယ်ယောက်ျားနဲ့မှစိတ်မချနိုင်ဘူးကွာသူ့ရင်လေးကွဲမတက်အယူတစ်ပိုင်းနာကျင်နေပါတယ်အရင်ကတရားလုံးကလေးစားရတဲ့မင်းမော်ကအခုတော့ခြေတောင်မခိုင်အောင်အရက်တွေမူးနေအောင်တောက်ပြီးတော့သူ့ရဲ့ပူဇော်စဉ်ရှိမှပိုလိုပလက်လန်ကရှင်ထဲကလာတဲ့နာကျင်မှုကြောင့်အော်ဟစ်ပောက်ကွဲနေပါတော့တယ်အဲဒီနောက်မခိုင်တဲ့ဒူကိုအတင်းထောက်လိုက်ပြီးလက်အုပ်ချီကဂါရာတပုတ်ကိုရွတ်ဆိုလိုက်ပါတော့တယ်ငါ့ကိုပဲချစ်ငါ့ကိုပဲယူသွဟိုကောင်ပျက်စီးပါစေချက်ချင်းဆိုသလိုတခြားသူကိုထိခိုက်စေဖို့ရည်ရွယ်တဲ့အင်းအိုင်အစီရင်ဟာအတုံးပြုတ်သူစီကိုပြန်လဲတက်ရောက်ခဲ့ပါတယ်တစ်ချိန်ကကာကွယ်ပေးဖို့အတုံးပြုခဲ့တဲ့ဒီအစီရင်ဟာအခုတော့သူ့ရဲ့ဝိညာဉ်ကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်သူတဘွားလုံးပြုတ်လုခဲ့တဲ့ကောင်းမှုတွေအားလုံးဟာလည်းမနာလိုစိတ်ဆိုတဲ့မိဘုံထဲမှာလောင်ကျွမ်းသွားခဲ့ပါတယ်အရိညာကစပြီးတော့ကောင်းတဲ့ဆရာမင်းမောင်ကတည်ဆုံးသွားခဲ့ပါပြီသူ့ကိုယ်လေးကိုအစားထိုးဝင်ရောက်လာသူကတော့အယမ်းကိုစားလောင်နေတဲ့နတ်ဆိုးတကောင်သူ့ရဲ့ချိန်စားကြောင့်ပဲသူကိုယ်တိုင်အကျဉ်းချခံရတဲ့နတ်ဆိုးတကောင်လုံးလုံးဖြစ်သွားခဲ့ပါတော့တယ်သူကိုယ်လေးကိုဝင်သွားတဲ့နတ်ဆိုးကတော့အရင်ကရွာထဲမှာဒုက္ခပေးနေတာကြောင့်သူ့အမြဲနှင်ထုတ်ခဲ့ရတဲ့အကြီးစားနတ်ဆိုးတကောင်ဖြစ်ပါတယ်ရွာတွေကလူတွေကတော့အဲ့ဒီနတ်ဆိုးကိုဖီပေါင်းလို့ခေါ်ကြပါတယ်အခုတော့သူကိုယ်တိုင်အဲ့ဒီနတ်ဆိုးကိုပြန်လွတ်ပေးလိုက်သလိုဖြစ်ခဲ့ရပြီအရင်ကတရားလုံးအထင်ကြီးလေးစားခဲ့ရတဲ့သူ့ရဲ့နေ့ရက်တိုင်းမှာထုံးလင်းခဲ့တဲ့နေအောင်ကြီးဟာအခုတော့သူ့ရဲ့နာမည်ဆိုးကိုထပ်ပြီးအတီးပြုတ်ဖို့သာအလင်းပေးခဲ့ပါတယ်ညမှာသူ့ရဲ့ခန္ဓာကိုယ်ဟာတစီတကောင်လုံးလုံးဖြစ်သွားခဲ့ပြီးတော့မနက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာလူတစ်ယောက်ပြန်ဖြစ်လာခဲ့တယ်ဒါပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်ကတော့ယူသွတ်တဲ့သားရဲတကောင်လိုဖြစ်သွားခဲ့တယ်သူဟာအခုတော့ကာကွယ်ပေးသူကနေချင်းချောက်သူအဖြစ်ပြောင်းလဲသွားခဲ့တယ်မနက်မှာတော့သူကန်ဆက်ဘေးကနေနိုးလာခဲ့ပါတယ်သူ့ခေါင်းမှာဇဝေဇဝါပုံရိပ်တွေအပြင်ကျန်တာသူဘာကိုမှမမှတ်မိတော့ပါမင်းညကြက်ချန်နဲ့ကြက်အော်လန်နေကြားလို့တက်ကြည့်လိုက်တာကြက်တွေတင်းနေတာကိုတွေးလိုက်ရတယ်ဟဲဟုတ်လားတစီကပြန်လုံးထလာပြီထင်တယ်နော်ဟုတ်တယ်မပုံကြီးကြက်ချန်နဲ့ပတ်ကြည့်တော့ထူးဆန်းတဲ့ယောက်ျားခြေရည်တွေ့ရတော့လူခြေရများလို့ထင်တာမဟုတ်ဘူးဗျာခြေလန်းတွေကတစ်ခုနဲ့တစ်ခုအတော်ကိုဝေးတာတာမန်လူတယောက်လှမ်းနိုင်တဲ့ခြေလန်းကွာဝေးထက်တောင်တိတိကျကျပူတယ်ဗျာဟေးငါလည်းမနဲ့စောစောငါးသွားများတာကံမီးနားမှာငါးတီဖားတီတွေအကောင်လိုက်တွေ့တာအသားစားတွေရောအများကြီးပဲကွာဒါဆိုရင်တေချာနေပါပြီဒါကတော့တစီလက်ချက်ပဲသူတို့ပြောနေရတွေကိုခြံဝအပြင်ကွယ်ကနေနားထောင်နေတဲ့မင်းမော်ကကြားသွားပြီးတုံလှုပ်သွားတာကြောင့်သူ့ပါဇက်ကနေမဟုတ်ဘူးလို့ထွက်သွားခဲ့ဒါကိုဘေးကခြံထဲကသူတွေကြားသွားလို့လှည့်ကြည့်လိုက်တော့ဘယ်သူမှမတွေ့ရတော့ပါဘူးမင်းမော်ဟာအဲ့ဒီနေရာကနေအမြန်ပြေးထွက်လာခဲ့ပါတယ်ငါဘာလုပ်လိုက်မှုရလဲကွာသွားပြီ
အားလုံးသွားပြီကွာ သူ့ရဲ့ကကြမ္မာဟာနေကင်းဘက်မှာအမြဲတမ်းတတိထားနေရတဲ့ဘဝမျိုးကိုပိုင်ဆိုင်ခဲ့ပြီးညရောက်ရင်သူ့ရဲ့အတွင်းကနှဆိုးပြတ်ထွက်လာဖို့စောင့်ဆိုင်နေရတဲ့ဘဝမျိုးဖြစ်ခဲ့တယ်။ညတိုင်းဟာသူ့ရဲ့မူရင်းခန္ဓာကိုယ်နဲ့အခုသူဖြစ်သွားတဲ့နှဆိုးကြားကစစ်ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့သူဘလောက်ပဲယုံကန်နေပါစေနောက်ဆုံးမှာမှောင်မိုက်မှုကသာအမြဲတမ်းအနိုင်ရခဲ့တယ်။ဒီလိုအကြီးတက်တဲ့နေရက်တွေမှတညမှာတော့နာကျင်မှုနဲ့တူသူဖုံးဒီလိုအကြီးတက်တဲ့နေရက်တွေမှတညမှာတော့နာကျင်မှုနဲ့တူသူဖုံးကွယ်ဖို့ကြိုးစားခဲ့လှုပ်အပ်ချက်တွေဟာအလုံးရှိမှပေါ်လာခဲ့တယ်။တစ်ချိန်ကသူ့ကိုကာကွယ်ပေးသူဖြစ်လေးစားခဲ့ကြတဲ့လူတွေဟာအခုတော့လိုက်လံတပ်ဖြတ်သူတွေဖြစ်လာတော့တယ်။သူဘလို့ပဲတားဆီးဖို့ကြိုးစားမရတော့ပါဘူး။အချိန်ရောက်လာပြီဆိုရင်တစီကသူ့ကိုယ်တွေကိုဝင်ရောက်လာတယ်။မင်းမော်ရဲ့အိမ်တကားဟာဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။မင်းမော်ရဲ့ပုံမှန်တရံရှိတဲ့ဖီပေါင်းရဲ့ပိန်ချုံနေတဲ့ခန္ဓာကိုယ်ဟာအမောင်တူတွေကနေဖြည်းဖြည်းချင်းထွက်လာခဲ့သူ့ရဲ့မျက်လုံးနီနီတွေကစားလောင်စွာပပတ်လေကိုလှည့်ပတ်ကြည့်နေတယ်။တစ်ဖက်မှာလည်းတရားလုံးကအရင်ကသူတို့ရွာကိုနှိပ်စက်ခဲ့တဲ့တစီကပြန်လေတောင်းချမ်းနေခဲ့ပြီမို့တစီရန်ကိုကာကွယ်ဖို့အလှည့်ကျကင်းဆောင်နေကြပါတယ်။အဲဒီချိန်မှာပဲအတော်ဖြူမကသူ့ချက်တွေရဲ့အခြေအနေကိုသွားကြည့်ဖို့မိရင်ကိုကိုင်းကချက်ချံကိုထွက်လာခဲ့တယ်။ဒီခါမှာပဲသူမမင်းမောင်ရဲ့အိမ်ရှိကနေဖြတ်သွားတော့သူမဟာမင်းမောင်ရဲ့အိမ်ထဲကနေတစီတကောင်ထွက်လာတာကိုတွေ့လိုက်ရတယ်။ကေကြပါအောင်ရှင်ကေကြပါအောင်ဆရာမင်းမောင်ရဲ့အိမ်ထဲကနေတစီထွက်လာလို့ဒီတန်ကိုရွာလူကြီးကကြားသွားတော့ရွာသားတွေကိုတတိပြီးအော်ပြောလိုက်တယ် ဒေါ်ဖြူမဘာဖြစ်လဲမသိဘူးဟဲ့ဖီပေါင်လို့អော်နေတယ်အကုန်လုံးမီးတိုင်နေယူပြီးဆရာမင်းမော်အိမ်ကိုတွက်ကြည့်ကြဟဲ့ အာကောင်မောင်းတဲ့ယောက်ျားတွေဟာမီးတုပ်တွေနဲ့လက်နက်တွေကင်ပြီးတော့ပြေးလာခဲ့ရမှဆရာမင်းမောင်အိမ်နေမလန်မကန်မှာဖီပေါင်တစီကိုတွေ့သွားတာကြောင့်အနောက်ကနေထက်ကြမကွာပြေးလိုက်လာခဲ့ကြပါတယ်ဖီပေါင်ဟာနောက်ပြန်လှည့်ပြီးတော့မတိုက်ခိုက်ပဲအသက်ရှင်မှုအတွက်သာပြေးနေခဲ့တယ်သူဟာကြောက်ရွံ့ပြီးဝမ်းနေပုံလည်းရပါတယ်အဲဒီနောက်သူပြေးရင်းနဲ့ကြောက်ဆိုင်ပိတ်ဆို့နေတဲ့လမ်းဘေးတစ်ခုစီကိုရောက်သွားတာကြောင့်ဆက်မပြေးနိုင်တော့ပါဘူးမီးရုပ်တွေကင်ထားတဲ့ရွာသူရွာသားတွေကပိန်ချုံပြီးတုံရင်နေတဲ့ဖီပေါင်ခန္ဓာကိုယ်ကိုအခုတော့အတိုင်းသားမြင်လိုက်ကြရပါတယ်ဖီပေါင်ဝင်ဘူးခံထားရတဲ့မင်းမော်ဟာလေပြေးစရာလမ်းမရှိတော့တာကြောင့်နောက်ဆုံးရွာသားတွေဘက်ကိုပဲမျက်နှာချင်းဆိုင်လိုက်ပါတယ်ဒီတော့သူ့ရဲ့မျက်လုံးနီနီတွေမှာကြောက်ရွံ့မှုတွေပြည့်နှက်နေတာကိုရွာသားတွေဟာထင်ထင်ရှားရှားမြင်တွေ့သွားခဲ့ကြပါတယ်ပြီးတော့သူ့ရဲ့မျက်နှာမှာလည်းရက်ဆက်မှုအရေးအယောင်တစိုးတစည်းမှမရှိပဲချက်တဲ့စိတ်ဝမ်းနေတဲ့စိတ်ကြောက်ရွံ့တဲ့စိတ်တွေသာရှိနေခဲ့တာပါသူ့ကိုဝိုင်းထိုင်လိုက်ကြဒီတစ်ခါတော့သူထွက်ပြေးလို့မရတော့အဲ့နတ်ဆိုးကိုတစ်ခါတည်းငါတို့ဝိုင်းပြီးတက်ပစ်ကြမယ်အားလုံးခဏလေးနေကြအောင်သူ့ရဲ့မျက်နှာတရားရုံးနဲ့တူနေသလိုပဲလင်းအောင်နဲ့သူဘယ်သူလဲဆိုတာတခြားရင်ကြည့်ကြပါဦးဖះကြီးသူကဆရာမင်းမော်ပါလားတစီဝေဘူးခံရတဲ့မင်းမော်ကရွာသားတွေစီကသူ့နာမည်ကိုကြားလဲကြားရောသူ့ဝိညာဉ်ကိုဖျက်ဆီးပစ်လိုက်တယ်လို့မျိုးတုံးလို့သွားခဲ့အဲဒီနောက်သူဟာနတ်ဆိုးအော်ဟစ်တာမဟုတ်ပဲနှလုံးသားကြည်မွားနေသူတယောက်ရဲ့ငိုရှိုက်တန်လိုမျိုးကြောင်မဖွယ်ကောင်းတဲ့အတန်ကိုထုတ်ကာနောက်ဆုံးမှာတော့သူဟာမင်းမောင်ဖြစ်ကြောင်းအားလုံးကိုဝန်ခံလိုက်ပါတယ်။ဒါကိုသိတော့အားလုံးဟာလည်းမယုံနိုင်စရာမျက်နှာတွေနဲ့အော်ဆွန့်အားသားခဲ့ကြတယ်။ဒီချိန်မှာသူဟာသူ့ကိုဝန်းရံထားတဲ့ရွာသားတွေကြားတွေကနေထွက်ပြေးသွားခဲ့ပြီးတိတ်ဆိတ်မင်းမောင်ပြီးတော့ခြောက်ခြားစရာကောင်းတဲ့တောနတ်ကြီးတွေကိုပြေးဝင်ပျောက်ကွယ်သွားခဲ့တယ်။အဲဒီညတောနတ်ကြီးတွေကအော်ဟစ်ငိုယိုတန်ဟာလည်းတတော်လုံးကိုပဲ့တင်ထွက်သွားခဲ့ကဒီဂျီမော့သွားတဲ့နှလုံးသားရဲ့အတန်ကသူ့ဘဝအတွက်နောက်ဆုံးအော်ဟစ်ညင်ညူတန်ဖြစ်သွားခဲ့ပါတော့တယ်။မနက်ခင်းရဲ့နေအောင်ကြီးကနေ့တစ်တရက်ကိုဆောင်ယူလာခဲ့တဲ့အခါမှာအလဲလန်းဆရာရဲ့အသက်ကိုမှောင်မိုက်ကသူနဲ့တပါးရဲ့ယူဆောင်သွားခဲ့ပါတယ်။သူ့ရဲ့အသက်ကိုဘယ်အရာကယူသွားတယ်ဆိုတာကိုတော့ဘယ်သူမှသိချာမသိနိုင်ခဲ့ပါဘူး။သူကိုယ်သူပြန်တက်ရောက်ခဲ့တဲ့အစီရင်ကြောင့်လားဒါမှမဟုတ်နာကျင်မှုကိုမခံနိုင်တော့တဲ့သူ့နှလုံးသားလားဆိုတာကိုသိချာမသိနိုင်ပါ။တစီမင်းမောင်ရဲ့ဘဝဟာလည်းဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီ။ချစ်ချင်းမြတ်တာကြောင့်ဖြတ်စည်းခံရပြီးအားနေတဲ့နှလုံးသားကြောင့်ဆိုးရုပ်တဲ့နှဆိုးဖြစ်သွားခဲ့တဲ့လူကောင်းတယောက်ရဲ့ဝမ်းနည်းဖွယ်ဟာဒဏ္ဍာရီကိုသာခြံထားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ရွာသားတချို့ဟာမြေကမ်းမနားမှာငားများဖို့ထွက်လာတော့ကန်းဆက်နာကအပိတ်တပိန်အောက်မှာမင်းမော်ထိုင်ရတာဇက်ကျိုးပြီးတည်ဆုံးနေတာကိုတွေ့လိုက်ရတယ်။တနာစရာကောင်းလိုက်တာဗျာ။တကယ်ကိုတနာဖို့ကောင်းလိုက်တာ။အချစ်တွက်နဲ့သူဒီလိုမလုပ်ခဲ့တဲ့ဘူး။မင်းညကသူ့ကိုသာကျွန်တော်တို့လိုက်မဖမ်းခဲ့သူဒီလိုဖြစ်မှာမဟုတ်ဘူး။ဟေးအဲ့ဒါငါတို့အပြစ်မဟုတ်ဘူး။တခါတရံမှာသူ့အတွက်ဒီလိုဒုက္ခတွေရတယ်။လွတ်မြောက်ဖို့တည်ဆုံးတာအကောင်းဆုံးဖြစ်မယ်ထင်တယ်။အဲဒီနောက်မှာတော့ရွာတွေကဘသူမှဖိပောင်အကြောင်းမပြောတော့ပါဘူး။လူတိုင်းကကောင်းမွန်တဲ့မင်းမောင်ရဲ့ပုံရိပ်ကိုသာမှတ်မိဖို့ရွေးချယ်ခဲ့ကြတယ်။
သူဟာသူချစ်တဲ့စိတ်ကြောင့်ပေါ်ပေါက်လာတဲ့နတ်ဆိုးကိုဘသူကိုမှမထိခိုက်အောင်လို့သူ့ရဲ့ခန္ဓာကိုယ်ကိုနတ်ဆိုးနဲ့အတူဖျက်ဆီးခဲ့တဲ့ကာကွယ်ပေးသူအဖြစ်သာအမှတ်ရနေခဲ့ကြပါတော့ရှင်။